ဒီနေ့တော့ကျွန်တော်တင်ဆက်ပေးမှာကတော့မြန်မာပြည်မှာတကယ်ရှိခဲ့တဲ့လူတိုင်းနှိပါကြောက်လန့်ခဲ့ရတဲ့တရေမအိမ်အကြောင်းပဲဖြစ်ပါတယ်။ဒါဟာရုပ်ရှင်လည်းမဟုတ်ပဲရှမ်းပြည်ကတောင်ကြီးမြို့မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုပါ။ဒီဖြစ်ရပ်ကိုလူကြီးမင်းတို့ကကြားဘူးပါသလား။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတောင်ကြီးမြို့ရဲ့လူပြတ်တဲ့ရက်ွက်တစ်ခုမှာတိုက်အိမ်ကြီးတစ်လုံးရှိခဲ့ပါတယ်။အဲ့ဒီအိမ်ကြီးမှာနေထိုင်တဲ့အိမ်ရှင်အမျိုးသမီးဟာရုတ်တရက်ဆုံးပါသွားခဲ့ရာကနေဇလန်းကဒီလိုဖြစ်လာခဲ့တာပါ။ထူးဆန်းတဲ့ဖြစ်ရပ်များအနေနဲ့အိမ်ထဲမှာလူမရှိပဲထမင်းချက်တန်တွေပကံဆေးတန်တွေနဲ့လမ်းလျှောက်တန်တွေကိုပတ်ဝန်းကျင်ကကြားနေခဲ့ရတာပါ။အကျော်ကြားဆုံးဖြစ်ရအနေနဲ့ကတော့တက်စီသမားတစ်ယောက်ကြုံခဲ့ရတဲ့ဖြစ်ရပဲဖြစ်ပါတယ်။မျိုးသမီးတစ်ယောက်ဟာသူ့ရဲ့တက်စီကိုငှားစီရာကနေအဲ့ဒီအိမ်ရှိရောက်တော့ရုတ်တရက်ပျောက်ကွယ်သွားတာပါ။သူပေးလိုက်တဲ့ပတ်စံတွေကလည်းနောက်နေ့မနက်မှာတစ်ရွက်တွေဖြစ်နေခဲ့တာပါ။တချို့တရေတစီကိုမကြောက်လန့်တဲ့သူတွေကအဲ့ဒီအိမ်မှာစိန်ခေါ်ပြီးတော့သွားအိတ်ခဲ့ကြပါတယ်။သူတို့မနက်မိုးလင်းလာတဲ့အချိန်မှာကြည့်လိုက်ရင်တော့မြက်ခင်းပေါ်တွေရေမြောင်းတွေထဲမှာရောက်ရှိနေခဲ့ပါတယ်။ဒီဖြစ်ရပ်တွေဟာအရန်ကိုမှနာမည်ကြီးလွန်းလို့အဲ့ဒီခေတ်ကသတင်းစာတွေထဲမှာတောင်ပါခဲ့ဘူးပါတယ်။နောက်ပိုင်းမှာတော့ဆရာတော်ကြီးတွေကိုပင့်ဖိတ်ပြီးတော့အလှူဒန်းတွေလုံးအမျှဝေပေးခဲ့လို့အခုနောက်ပိုင်းမှာတော့ငြိမ်သက်သွားခဲ့ပါပြီ။ဒါပေမဲ့တောင်ကြီးသားတွေကတော့အဲ့ဒီအိမ်အကြောင်းကိုအခုထိမေ့နိုင်ကြအောင်မယ်လို့မထင်ပါဘူးခင်ဗျာ။ကျွန်တော်ဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေထဲမှာတောင်ကြီးသူတောင်ကြီးသားတွေပါသလား။ဒီဖြစ်ရပ်ဟာအပြင်မှာတကယ်ရှိခဲ့ဘူးလားဆိုတာကွန်မန့်မှာမျှဝေသွားခဲ့ပါဦး။ကျွန်တော်လည်းစာအုပ်တုပ်ကဖတ်ဘူးလို့ပြန်လည်မျှဝေလိုက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တင်ဆက်မှုလေးကလည်းအနောက်ရှက်ဖြစ်ခဲ့ရင်အားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာ။ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။